ရွှေကုံဘုရားကိုတက်ဖူးတဲ့အခါမှာအယုဒိလေးစားမှုကိုပြချင်လို့ရှင်ဘုရားကိုလက်ရဘက်ကထားပြီးတော့ဘုရားကိုပတ်ရဘုရားကိုလက်ဝဲဘက်ကထားပြီးတော့မပတ်ရဘူးဒါလက်ရရဲ့လှိလိတယ်ဆိုတဲ့သဘောဟာရှေ့အစဉ်လာကယုဒိလေးစားမှုရှိတဲ့ပုဂ္ဂိုလ်တွေကိုလက်ရဘက်ကိုထားတယ်မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတော်တွေကိုအသိမှတ်ပြုအလေးမှတ်ပြုသောအဖြစ်ကိုယ့်ရဲ့လက်ရဘက်ကနေထားတာဟာအလေးပြုခြင်းတစ်မျိုးပဲပေါ့လက်ရဘက်ကတော့ထားပါတယ်ထွေလာကိလာစကားတွေလျှောက်ပြောသွားရင်တော့လေဘုရားကိုမလေးစားရရောက်ပြန်တယ်နော်ဘုရားတော်ဖူးတာပဲဘုရားတော်ရှိခိုးတယ်ပေါက်စိမ်မောက်လေးဝိုးချပြီးတော့တောင်ပြောမြောက်ပြောတွေလျှောက်ပြောသွားလို့ရှိရင်တော့ဒါဗုဒ္ဓအာဃာရဝ